အားလုံးပဲမင်္ဂလာပါ Explore Around the World မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2003ခုနှစ်တုန်းကကမ္ဘာကျော် Professional လက်ဝှေ့သမားတဦးဖြစ်တဲ့ Heavyweight Champion Mike Tyson ဟာသူ့ရဲ့အားကစားသမားဘဝတစ်လျှောက်မှာဒေါ်လာတန်း300ကျော်ရှာဖွေနိုင်ခဲ့ပေမဲ့အကျွေးဒေါ်လာတန်း30နဲ့ဒေဝါလီခံရကြောင်းတရားဝင်ကြေညာခဲ့ရပါတယ်ဒီဖြစ်ပျက်ဟာငွေကြေးဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုကြီးမားတဲ့မိကွန်းတစ်ခုထုတ်လာစေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘဝမှာလှုပ်ဆောင်နေတဲ့အရာတွေကျွန်တော်တို့ကိုတွန်းအားပေးနေတဲ့အရာတွေရဲ့နောက်ွယ်မှာပတ်စံကိုရရှိလိုတဲ့ဆန္ဒဒါမှမဟုတ်လိုအပ်ချက်ကအရင်ခံနေလို့ပါဒါပေမဲ့အဓိကပြဿနာကငွေကိုစီမံခန့်ခွဲနိုင်စွမ်းမှာဖြစ်နေတယ်ဆိုရင်ရောငွေကိုရှာဖွေနေရခြင်းရဲ့အဓိပ္ပာယ်ကဘာလဲအခုဆိုရင်အမေရိကန်ဟာသမိုင်းတစ်လျှောက်အများဆုံးသော credit card အကျွေးနဲ့ရင်ဆိုင်နေရပါတယ်အကျွေးဆိုတာနိုင်ငံရဲ့အားအနည်းဆုံးနဲ့ထိခိုက်လွယ်ဆုံးလူတွေကထမ်းဖိုးထားရတဲ့မမြင်နိုင်တဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပါဒီစင်းတွေဟာအမေရိကန်နဲ့ပြည်ထောင်နိုင်ငံရဲ့အခြေအနေကိုပြနေတာပါဒါပေမဲ့ခဏလောက်တော့ငွေကြေးပေါ်ထားရှိတဲ့မိတ်ဆွေရဲ့သဘောထားနဲ့မိတ်ဆွေရဲ့ဘဝမှာငွေကြေးကဘလို့တည်ရှိနေတယ်ဆိုတာကိုပြန်စဉ်းစားကြည့်ပါမိတ်ဆွေအတွက်ပတ်စံဆိုတာဘာလဲအဲ့ဒီအရာကမိတ်ဆွေဘဝတွေကိုဝင်လာပြီးမကြခင်မှာပဲဆက်ချင်းပြန်ထွက်သွားကြလို့မျိုးရောဖြစ်နေသလားပတ်စံကြောင့်မိတ်ဆွေကအားနေတဲ့အခြေအနေမျိုးကိုတစ်ခါလောက်ဖြစ်ရောက်ခဲ့ဦးလားအဲ့ဒီအားနေချက်တွေကြောင့်ပဲအလွယ်တကူချမ်းသာနီးဆိုတဲ့လမ်းစဉ်တွေနောက်ကိုလိုက်ဖို့ဒါမှမဟုတ်ငါတို့ရဲ့တင်တန်းကိုတက်လိုက်တာနဲ့ချမ်းသာနိုင်မယ်လို့ပြောတဲ့ဂုရုကြီးတွေစီကိုရောက်သွားစေခဲ့သလားကျွန်တော်ရဲ့ channel တစ်ခုလုံးကဒီလိုအကြောင်းအရာတွေကိုနီလန်မျိုးမျိုးနဲ့တင်ဆက်ဖို့ရည်ရွယ်ထားပြီးမြဲတစ်ခါတလေမှာပတ်စံအပေါ်ထားရှိတဲ့ကျွန်တော်တို့ရဲ့အမြင်ဟာငွေရှာနိုင်စွမ်းထက်ပိုအရေးကြီးတယ်ဆိုတာကိုကျွန်တော်သဘောပေါက်လာပါတယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့အုံနောက်ကငွေကြေးနဲ့ပတ်သက်ပြီးအမျှော်အမြင်ရှိမဆုံးဖြတ်နိုင်အောင်တွေးတိုးလာတဲ့အခါမျိုးတွေမှာပေါ့တကယ်လို့များတနစ်တာကုန်ဆုံးချိန်မှာမိတ်ဆွေလက်ထဲဘာမှမကြံခဲ့ဘူးဆိုရင်တနစ်ကိုဒေါ်လာ3ယုံဝင်ငွေရှိနေတာကရောတကယ်ရေးပါရဲ့လားဒီကွာခြားချက်ကဘယ်ကစတာလဲဒီလျှို့ဝှက်ချက်ကိုအဖြေရှာရမယ့်ချိန်ရောက်လာပါလို့ဒါတွေမကပဲငွေကြေးကိုနားလည်ဖို့အတွက်ပိုကောင်းတဲ့မူပေါင်းတစ်ခုကိုစူးစမ်းလေ့လာကြည့်ရအောင်ဒီမူပေါင်းကို Personal Finance လို့ခေါ်တဲ့တကူရီငွေကြေးစီမံခန့်ခွဲမှုပညာမှာသင်ကြားလေးရှိပေမဲ့ကျွန်တော်တို့ရဲ့အကြောင်းစာတွေမှာတော့မကြာခဏခြံထားခံရလေးရှိပါတယ် Part 1မိကွန်းတစ်ခုမေးပါရစေပတ်စံဆိုတာဘာလဲဒါမှမဟုတ်ပတ်စံကဘာကိုစားပြုတာလဲမိတ်ဆွေရဲ့မေဆောင်ကနေပစ္စည်းတစ်ခုခုဝယ်လိုက်တဲ့အခါဒါမှမဟုတ်အလုပ်လုပ်တဲ့အတွက်အခါချင်းငွေရတဲ့အခါဒီလိုရောင်းဝယ်တဲ့အလုပ်ကိုင်တွေမှာငွေကြေးရဲ့အရေးပါပုံကဘာဖြစ်မလဲပတ်စံကိုဖလှယ်ရေးချားခံတဲ့တစ်ခု median of exchange လို့အများအားဖြင့်အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်ဆိုလိုတာကတော့လူနှစ်ဦးကြားကကုန်ပစ္စည်းတွေကိုရောင်းဝယ်ဖောက်ကားရမှာလွယ်ကူချောမွေ့စေတဲ့ကြားခံပစ္စည်းတစ်ခုပါဒါပေမဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကငွေကြေးရဲ့တကယ်ကိုစားပြုမှုကိုသိမပြောပြနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်ငွေကြေးကိုကြည့်ဖို့ပိုကောင်းတဲ့နည်းလမ်းတစ်ခုကတော့သူ့ကိုတန်ဖိုးရဲ့ပြရုပ်တစ်ခု expression of values အဖြစ်ရှုမြင်တာပါမိတ်ဆွေကပစ္စည်းတစ်ခုဝယ်ဖို့ငွေပမာဏတစ်ခုကိုပေးလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီပစ္စည်းရဲ့တန်ဖိုးဟာမိတ်ဆွေပေးလိုက်တဲ့ငွေပမာဏနဲ့ညီမျှတယ်လို့ခံယူထားလို့ပါဟုတ်ပါတယ်ဈေးနှုန်းဆိုတာတဦးတစ်ယောက်ချင်းစီကတတ်မှတ်တာမဟုတ်ပဲဈေးကွက်တစ်ခုလုံးကတတ်မှတ်တာပါဒါပေမဲ့ဒီအချက်လေးတစ်ခုကိုအာရုံစိုက်ကြည့်ပါMoney equals value ဒါကဘာလို့အဲ့လောက်အရေးကြီးရတာလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကငွေကြေးကိုကိုချင်းတရားနဲ့ဆိုင်တဲ့အရေးပါမှုတစ်ခုဖြစ်သတ်မှတ်တတ်ကြလို့ပါမိတ်ဆွေတို့အားလုံးကြားမှုနေကြစကားတစ်ခွန်းရှိပါတယ်ငွေဟာမကောင်းမှုအားလုံးရဲ့အရင်းမြစ်ဆိုပြီးတော့ပေါ့ကျွန်တော်တို့ဟာချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ကိုမြင်သူကံကောင်းတာပဲလို့ထင်တတ်ကြပါတယ်အဲ့ဒီနေရာကိုရောက်ဖို့သူဘဒုစီကအခွင့်အရေးယူခဲ့တယ်လဲသူနိုင်မှုအတွက်ဘဒုကအရှုံးပေးခဲ့ရတယ်လဲဆိုတာမျိုးတွေပဲတွေးတတ်ကြပါတယ်ဒီပတ်စံကိုရှာဖို့အတွက်ဘလို့တန်မိုးတွေပေးဆက်ခဲ့ရတယ်လဲဆိုတာကိုတော့တိတ်မစင်စားမိကြပါဘူးပတ်စံဆိုတာတန်မိုးတစ်ခုမျှတာလို့နားလည်ထားခြင်းဟာငွေဟာမကောင်းဆိုးဝါးမဟုတ်တယ်လို့လူတစ်ယောက်ကိုလည်းမကောင်းဆိုးဝါးဖြစ်မသွားစေဘူးဆိုတာကိုနားလည်ဖို့အကောင်းဆုံးနည်းလမ်းပါပဲလူလိမ်တွေလိုမျိုးသူတို့ရောင်းတဲ့အရာကတန်မိုးရှိပါတယ်လို့မိတ်ဆွေကိုယုံအောင်လုပ်တဲ့လူတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါကပတ်စံအကြောင်းထက်သူတို့ရဲ့ကိုချင်းတရားအကြောင်းဘက်ကိုပဲပို့ပြောပြနေတာပါပတ်စံကမိတ်ဆွေတွေအတွက်ရွေးချယ်စရာတွေပိုများလာစေပြီးအမြင်ကျစီတာပဲရှိပါတယ်အဲ့ဒီပတ်စံနဲ့မိတ်ဆွေလှုပ်ဆောင်လိုက်တဲ့ရွေးချယ်မှုတွေကလားမိတ်ဆွေရဲ့ကိုယ်ကျင်တရားကိုဖော်ပြတာပါပတ်စံဆိုတာတန်မိုးရဲ့ပြရုပ်တစ်ခုဆိုရင်အခုမိတ်ဆွေဘာဆက်လုပ်မလဲလှကုန်ရင်ပတ်စံမကြံတော့တဲ့ဘဝနဲ့ဖြတ်တန်းနေရသူတယောက်ဒါမှမဟုတ် credit card အကျွေးတွေနဲ့နှပန်းလုံးနေရသူတယောက်ရဲ့လက်တွေ့ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်မှာလဲ money equal value လို့ရိုးရိုးလေးပြောလိုက်ရုံနဲ့တော့ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါကကျွန်တော်ကိုပတ်စံအပေါ်မှာအမြင်တစ်မျိုးနဲ့မြင်လာနိုင်စေပေမဲ့လက်တွေ့ကျင့်သုံးနိုင်တဲ့အကြံဉာဏ်ကရောဒီမိကုန်းကိုဖြေဖို့ကျွန်တော်မိတ်ဆွေကိုနောက်မိကုန်းတစ်ခုမေးပါရစေမိတ်ဆွေရဲ့ပတ်စံနဲ့ပတ်သက်တဲ့ဆက်ဆံရေးကဘယ်လိုရှိပါသလဲPart 2
ပတ်စံဟာမိတ်ဆွေရဲ့ဘဝတွေကိုဝင်လာမယ်ပြီးတော့ပြန်ထွက်သွားပါလိမ့်မယ်ဒါကတော့မိတ်ဆွေရဲ့ဝင်ငွေ income နဲ့သုံးစရိတ် expenses တွေကိုပေါ်ပြလေးရှိတဲ့ဆက်ဆံရေးတစ်ခုပါဒါကိုပေါ်ပြဖို့အတွက်ကျွန်တော်အရန်ကြိုက်တဲ့လက်တွေ့ကျတဲ့နောက်တစ်နည်းရှိပါလေအဲ့ဒါကတော့မိတ်ဆွေရဲ့ထုတ်လုပ်မှု production နဲ့တုံးဆွဲမှု consumption တို့ပဲဖြစ်ပါတယ်များသောအားဖြင့်တော့မိတ်ဆွေဟာအလုပ်မှာတန်ဖိုးတစ်ခုခုကိုထုတ်လုပ်ခဲ့တဲ့အတွက်ပတ်စံကမိတ်ဆွေရဲ့ဘဝတွေကိုဝင်လာတော့ပါမိတ်ဆွေက Netflix ကြည့်တာကားတစ်စီးဝယ်တာအိမ်သလုံးဝယ်တာလိုမျိုးတစ်ခုခုကိုတုံးဆွဲလိုက်တဲ့အခါပတ်စံကထွက်သွားပါလိမ့်မယ်နီလန်များစွာနဲ့ကြည့်မယ်ဆိုရင်လူတစ်ယောက်ရဲ့အသက်တင်ပိုင်ဆိုင်မှုတွေကိုသူတို့ရဲ့ထုတ်လုပ်မှုနဲ့တုံးဆွဲမှုတွေကြားကဆက်ဆံရေးကိုတိုင်းတာတဲ့စကေးတစ်ခုဖြစ်ကြည့်လို့ရပါတယ်ဒီဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တဲ့စီးရင်တွေကိုပြန်စဉ်းစားကြည့်ပါဒီတုံးဆွဲမှုနဲ့ထုတ်လုပ်မှုဆက်ဆံရေးမှာဘယ်အပိုင်းကအပြစ်ရှိတယ်လို့မိတ်ဆွေထင်ပါသလဲမိတ်ဆွေရဲ့ဘဝထဲဝင်လာပြီးပြန်ထွက်သွားခဲ့တဲ့ပတ်စံအားလုံးကိုပြန်တွေးကြည့်ပါအဲ့ဒီထဲကဘလောက်များများကိုမိတ်ဆွေခုထိပိုင်ဆိုင်ထားစေလဲဒါမှမဟုတ်ဘယ်ပိုင်ဆိုင်မှုတစ်ခုခုရင်းနှီးမြှုပ်နှံထားပါသလဲဒီဆက်ဆံရေးရဲ့ဘယ်အပိုင်းကမညီမျှဘူးဒါမှမဟုတ်တိုးတက်ဖို့လိုနေပြီလို့ခံစားရပါသလဲအဖြေကတော့နှစ်ခုစလုံးဖြစ်နိုင်ရည်များပါတယ်ဒါပေမဲ့ကျွန်တော်တို့အများစုအတွက်အကြီးမားဆုံးပြဿနာကကျွန်တော်တို့ရဲ့သုံးစွဲမှုမှာတည်ရှိနေပါတယ်အမေရိကန်အလုပ်သမား88%ဟာလကုန်ရင်ပတ်စံမကျန်တော့တဲ့ဘဝနဲ့ဖြတ်တန်းနေရတယ်ဆိုတော့ career builder ကလေ့လာမှုတစ်ခုရှိပါတယ်အဲ့ဒီလေ့လာမှုမှာပဲတစ်နှစ်ကိုဒေါ်လာ300ကျော်ဝင်ငွေရှိနေတဲ့လူတွေက10ယောက်မှာတစ်ယောက်ဟာလည်းလကုန်ရင်ပတ်စံမကျန်တဲ့ဘဝမျိုးနဲ့ဖြတ်တန်းနေရတော့မယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်တစ်နှစ်ကိုဒေါ်လာ300ခန်းလောက်ဝင်ငွေရှိတဲ့လူပါဝင်ငွေကိုပိုလိုမှာပဲလို့မိတ်ဆွေငင်းကောင်းငင်းနိုင်ပါတယ်ဒါပေမဲ့ပြန်များလစာနဲ့နေထိုင်မှုစရိတ်ထက်အများကြီးပိုမြင့်တဲ့လစာကိုရနေပေမဲ့လည်းအဲ့ဒီပတ်စံအားလုံးကိုတုံးပြဖို့နီလန်တစ်ခုခုကိုရှာတွေ့နေရတဲ့ဆိုရင်တော့မိတ်ဆွေအနေနဲ့ပတ်စံထုတ်လုပ်မှုဘက်ကိုမစင်စားခင်မှာတုံးဆွဲမှုနဲ့ပတ်သက်တဲ့မိတ်ဆွေရဲ့ဆက်ဆံရေးကိုအရင်ပြုပြင်မှုလိုနေပြီလို့ကျွန်တော်ပြောချင်ပါတယ်ဒေဝါလီခံခဲ့ရတဲ့ချမ်းသာတဲ့နာမည်ကြီးဆယ်လီတွေနဲ့ကုမ္ပဏီတွေပြသခဲ့တယ်လို့ပါပဲတုံးဆွဲမှုမှာပြဿနာရှိနေရင်ထုတ်လုပ်မှုကဘာမှအတိတ်ပဲမရှိတော့ပါဘူးပတ်3 red race ဆိုတာအဆုံးမရှိပဲကိုရှုံးနေစေတဲ့ဒါမှမဟုတ်အတိတ်ပဲမဲ့တဲ့လိုက်လံခြင်းတစ်ခုပါတခါတလေမှဒီ red race ဆိုတာကို9နာရီကနေ9နာရီ9 to 5 job အလုပ်လုပ်ရတာနဲ့ရောထွေးပြီးမှတ်ယူတတ်ကြပါတယ်လူတချို့ကသူတို့ရဲ့သင်တန်းတွေစာအုပ်တွေကိုရောင်းချဖို့မိတ်ဆွေကိုအပြစ်ရှိတယ်လို့ခံစားရအောင်ဒီ9 to 5 job ဆိုတဲ့နိုင်ရှင်မှုကိုအသုံးချတတ်ကြပါတယ်ဒါပေမဲ့ဒီလိုပြောတာကမတရားဘူးလို့ထင်ရပါတယ်ဘာလို့လဲဆိုတော့ဒါကအလုပ်စူးစမ်းခြင်းကိုမကောင်းတဲ့ပုံဖြစ်အောင်ပုံဖော်နေတယ်လို့သူတို့ရဲ့အလုပ်ကိုချစ်မြတ်နိုးတဲ့လူတွေဒါမှမဟုတ်အဆင်ပြေနေတဲ့လူတွေသူတို့ရဲ့9 to 5 job အလုပ်ပြင်အခြားရည်မှန်းချက်တွေရှိနေတဲ့လူတွေကိုတိတိရှုလိုက်တယ်လို့ဖြစ်သွားလို့ပါတကယ် red race ဆိုတာကငွေကြေးရအန္တရာယ်ရှိတဲ့အခြေအနေမှာရှင်တန်နေရခြင်းပါဒီဝါလီခံရဖို့တလားပဲလို့တော့တဲ့အခြေအနေမှာရှိနေခြင်းပတ်စံဝင်လာတာနဲ့ချက်ချင်းပြန်ပြောက်သွားတယ်လို့မျိုးအမြဲတမ်းခံစားနေရခြင်းပါမိတ်ဆွေမှာတာဝန်တွေများလာလေဒီဆက်ဆံရေးကပိုပြီးအန္တရာယ်များလာလေပါပဲအလုပ်ပြုတ်သွားတာမမျော်လင့်မဲကျမ်းမာရေးချို့တက်လာတာဒါမှမဟုတ်အခြားမထင်မှတ်ထားတဲ့အခြေအနေတစ်ခုခုကမိတ်ဆွေရဲ့ငွေကြေးအခြေအနေတစ်ခုလုံးကိုကမောက်ကမဖြစ်သွားစေနိုင်ပါတယ်နောက်ပြီးဒီလိုငွေကြေးဆိုင်ရာအန္တရာယ်ရှိတဲ့ဘဝမှာနေထိုင်ရခြင်းရဲ့စိတ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုလည်းစဉ်းစားကြည့်ပါမိတ်ဆွေရဲ့အလုပ်ကရွေးချယ်စရာတစ်ခုမဟုတ်တော့ပဲမိတ်ဆွေရဲ့လူနေမှုဘဝကိုဆက်လက်ထောက်ပံ့မှုဒါမှမဟုတ်အကျွေးတွေကိုဆက်နိုင်မှုအတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်လာပါမယ် Fight Club စကားတွေက Tyler Durden ရဲ့စကားကိုကိုးကားရရင်မိတ်ဆွေပိုင်ဆိုင်ခဲ့တဲ့အရာကပဲမိတ်ဆွေကိုပြန်လည်ပိုင်ဆိုင်သွားပါလိမ့်မယ်ဒီအထဲမှာမျောလင်းချက်ရောင်ကြီးလေးတစ်ခုတော့ရှိပါတယ်အဲ့ဒါကဒီအခြေအနေကအမြဲတမ်းဒီအတိုင်းဆက်ဖြစ်နေစရာမလိုဘူးလို့ဆိုတာပါတကူကြီးငွေကြေးစီမံခန့်ခွဲမှုမှာပထမဆုံးခြေလှမ်းကတော့ပတ်စံနဲ့ပတ်သက်တဲ့မိတ်ဆွေရဲ့ဆက်ဆံရေးကိုတတိပြုမိလာအောင်လုပ်ချင်းပါပဲဒါကိုအများအားဖြင့်မိတ်ဆွေရဲ့လစဉ်အသုံးစရိတ်တွေကိုအိမ်ယာတည်ယူပို့ဆောင်ရေးအစားအသောက်နဲ့ဖြိုပြေးစသဖြင့်မျိုးစားတွေခွဲပြီးမှတ်တမ်းတင်ခြင်းဖြင့်လှုပ်ဆောင်လေးရှိပါတယ်ဒါကတုံးဆွဲလူတယောက်အနေနဲ့ကိုနားလည်အောင်လုပ်တာပါဒါပေမဲ့ဒီဘိုင်းကခက်ခဲပါတယ်အမှုကျင့်ဆိုင်ရာဘဏ္ဍာရေး behavior finance မှာဒီလိုခံစားချက်ကိုငက်ကလေးအုပ်လို့ပြုမှုခြင်း positive effect လို့ခေါ်ကြပါတယ်အဓိပ္ပာယ်ကတော့ကျွန်တော်တို့ရဲ့မကောင်းတဲ့ငွေကြေးချက်လက်တွေကိုရှောင်လွဲလိုတဲ့သဘောထားကိုရည်ညွှန်းတာပါတညတာအပြင်ထွက်လည်ပြီးတဲ့နောက်ဘဏ်အကောင့်ထဲမှာဘာတွေပြနေမလဲဆိုတာကိုကြောက်လို့မကြည့်ရတဲ့ခံစားချက်မျိုးပါဒါပေမဲ့ဒီအဆင့်ကိုဖျက်ကျော်ပြီးရတဲ့တုံးဆွဲလူတယောက်အနေနဲ့မိတ်ဆွေရဲ့အပြုအမူကိုထိန်းချုပ်ရမယ့်အချိန်ရောက်လာပါဒီအထဲမှာဘတ်ဂျက်ရွေးဆဲခြင်းဆိုတဲ့ idea ပါဝင်လေးရှိပါတယ်လစဉ်လာတိုင်းဒီအမျိုးအစားတစ်ခုချင်းစီအတွက်ဘယ်လောက်တုံးဆွဲမယ်ဆိုတာကိုစုံဖြတ်ပြီးအဲ့ဒီအတိုင်းတိတိကျကျလိုက်နာတာပါဒါကမိတ်ဆွေတုံးဆွဲခဲ့တဲ့အရာတွေကိုစနစ်တကျပြန်လည်သုံးသပ်စေပြီးအဲ့ဒီအရာတွေကိုရှော့ချနိုင်မယ့်နည်းလမ်းတွေရှာဖွေနိုင်ပါလိမ့်မယ်တနည်းအားဖြင့်ပြောရရင်ပုံစံတစ်မျိုးမျိုးနဲ့ခြွေတာစုဆောင်းပြီး
ရင်းနှီးမြုပ်နှံနိုင်လောက်အောင်ပတ်စံအလုံးလောက်ကြံရှိစေတဲ့လူနေမှုဘဝပုံစံတစ်ခုကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်မိတ်ဆွေရင်းနှီးမြုပ်နှံမှုမဆုံးဖြတ်ခင်မှာတကူရီငွေကြေးစီမံခန့်ခွဲမှုရဲ့အသုံးအများဆုံးကျင့်ဝတ်တွေကတစ်ခုကအရေးပေါ်ရန်ပုံငွေထားရှိဖို့လိုအပ်တယ်ဆိုတာကိုလည်းမှတ်ထားဖို့အရေးကြီးပါတယ်အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာခဲ့ရင်တုံးဆွဲဖို့အတွက်တည်တံ့စုဆောင်းထားတဲ့ငွေပမာဏတစ်ခုပါဒီရန်ပုံငွေထဲမှာပုံမှန်အားဖြင့်3လစာကနေ6လစာအထိအသုံးစရိတ်တွေပါဝင်သင့်ပါတယ်နောက်တစ်ခုကတော့ hyperbolic discounting မှာအတိတ်ဘယ်ကအနာဂတ်မှာရမယ့်ပိုကြီးမားတဲ့အမြတ်တွေထက်ရည်တို့မှာရမယ့်အမြတ်ငွေတွေကိုပိုဦးစားပေးတဲ့သဘောထားမျိုးပါဒါကမိတ်ဆွေကအနာဂတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက်ပတ်စံစုမဲ့အစားဖနက်အသစ်တရံကိုဝယ်လိုက်ဖို့ရွေးချယ်လိုက်တာမျိုးပါဒါမှမဟုတ် social proof လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူတွေတွေးသလိုလိုက်တွေးပြီးလှုပ်တယ်လို့လိုက်လုပ်တတ်တဲ့သဘောထားမျိုးလည်းရှိပါသေးတယ်မိတ်ဆွေပတ်ဝန်းကျင်ကလူတွေကပစ္စည်းတစ်ခုကိုဝယ်လိုက်ရင်မိတ်ဆွေကလည်းလိုက်ဝယ်တယ်သူတို့ကပတ်စံကိုမကောင်းတဲ့အရာဖြစ်တတ်မှတ်လိုက်ရင်မိတ်ဆွေကလည်းအဲ့ဒီအတိုင်းပဲယူဆဖို့များပါလိမ့်မယ်သူများနောက်ကိုလိုက်ပြီးအပြိုင်သုံးဆွဲခြင်း Keep up with the Joneses ဆိုတဲ့စကားစုကဒီသုံးဆွဲမှုရဲ့ကြီးမားတဲ့ပြဿနာကိုကောင်းကောင်းအနစ်ချုပ်ပြပါတယ်ကိုကဲမှာတော့ဒီစကားကိုကိုယ့်ရဲ့အိမ်ကြီးချင်းတွေထက်တောင်ဒါမှမဟုတ်နောက်မကျအောင်စူးစမ်းသူခိုးခြင်းလို့အတိတ်ပဲဖွင့်ဆိုထားပါတယ်သူတို့ကားအသစ်တစ်စီးဝယ်ရင်မိတ်ဆွေကလည်းတစ်စီးလိုက်ဝယ်တယ်သူတို့အဝတ်စားကောင်းစားတွေဝယ်ရင်မိတ်ဆွေကလည်းလိုက်ဝယ်တယ်သူတို့အိမ်ကိုပြန်ပြင်ဆင်ရင်မိတ်ဆွေကလည်းလိုက်ပြင်တယ်ဒါတွေအားလုံးဟာလူမှုရေးဖိအားတစ်မျိုးမျိုးကြောင့်အခြားလူတွေကိုအထင်ကြီးအောင်ဒါမှမဟုတ်သူတို့နဲ့အမိလိုက်နိုင်အောင်စူးစမ်းလှုပ်ဆောင်ခြင်းပါပဲဒီနေ့ခေတ်မှာတော့ Joneses တွေဟာအိမ်ကြီးချင်းတွေချင်းမဟုတ်ကြတော့ပါဘူးသူတို့ကနေရာတကာမှာရှိနေပါတယ်ကျွန်တော်တို့အားလုံးဟာလူမှုရေးအရလက်ခံအတိမတ်ပြုမှုကိုလိုလားကြတဲ့အားနည်းချက်ကိုစီရှိကြပါတယ်အခြားလူတွေကျွန်တော်တို့အပေါ်ဘယ်လိုထင်တယ်လဲဆိုတာကိုရန်ကယူဆိုင်ကြပါတယ်ကနေဒါဘဏ်ရဲ့အုပ်ချုပ်ရေးမှုကကနေဒါနိုင်ငံသားအများစုအတွက်အကျွေးဆိုတာဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်အနည်းဆုံးတော့အချိန်ကာလတစ်ခုအထိပဲဖြစ်တဲ့နယ်ဆိုပြီးတူတူနဲ့လူရင်းပြောခဲ့ပူပါတယ်ရှင်းရှင်းလင်းလင်းပြောရရင်ဈေးကြီးတဲ့ဝတ်စားတစ်စုံလက်ဝတ်ရတနာတစ်ခုဒါမှမဟုတ်ကားတစ်စီးဝယ်တာကမကောင်းဘူးလို့ကျွန်တော်မပြောပါဘူးသုံးဆွဲခြင်းကမကောင်းဘူးလို့လည်းကျွန်တော်မထင်ပါဘူးဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကရုပ်ဝတ္ထုပစ္စည်းတွေကိုအလေးထားတဲ့ကဘာကြီးရဲ့အကျိုးဆက်တွေကြောင့်တဒနာဆန်ဆန်ပြောဖို့မဟုတ်ပါဘူးဒါကသုံးဆွဲသူတယောက်အနေနဲ့မိတ်ဆွေဟာဘာလို့လဲဆိုတာကိုကိုတတိပြုမိစေဖို့ပါမိတ်ဆွေကပတ်စံရှိတယ်လို့ထင်ရအောင်နေတာကိုပိုပြီးစိုက်တာလားဒါမှမဟုတ်တကယ်ပတ်စံရှိတာကိုပိုပြီးစိုက်တာလား Red Race ဆိုတာ9 to 5ကြော့အလုပ်လုပ်တာကိုမဆိုလို့ပါဘူးဒါကမိတ်ဆွေရဲ့ပိုကြီးမားတဲ့ဘဝရည်မှန်းချက်တွေနဲ့မျှော်လင့်ချက်တွေကိုနှောက်တန်းကိုပို့ထားပြီးအရေးမပါတဲ့အရာတွေနောက်ကိုပြေးလိုက်နေရတာကိုဆိုလိုတာပါဘတ်ဂျက်ရေးဆွဲခြင်းနဲ့ကိုယ်သုံးစရိတ်ကိုမှတ်တမ်းတင်ခြင်းကမိတ်ဆွေကိုဒီ Red Race တဲကနေဆွဲထုတ်ပေးနိုင်တယ်ဆိုတာအချင်းချင်းပြောခဲ့ပြီးပါပြီပတ်စံရှာတဲ့အကြောင်းပြောရတာဒါမှမဟုတ်ချမ်းသာကြွယ်ဝမှုတွေအများကြီးပိုင်ဆိုင်ရတော့မယ်လို့စိတ်ကူးရင်ရတာကပြောစရာကောင်းပါတယ်ဒါပေမဲ့တုံးဆွဲသူတယောက်အနေနဲ့ပတ်စံနဲ့ပတ်သက်တဲ့မိတ်ဆွေရဲ့ဆက်ဆံရေးကမိတ်ဆွေရဲ့ပိုင်ဆိုင်သမျှအရာအားလုံးကိုဆုံးရှုံးစေမယ်ဆိုရင်ဒါမှမဟုတ်မိတ်ဆွေရဲ့နေထိုင်မှုဘဝပုံစံကိုထောက်ပံ့ဖို့မရမနာအလုပ်လုပ်နေရတယ်ဆိုရင်ဘာထူးတော့မှာလဲအဲ့ဒါကမှတကယ် rat race စစ်ပါပဲဒီအကြောင်းတွေအားလုံးကိုပြောပြပြီးပြီဆိုတော့ပတ်စံရှာမယ့်အကြောင်းကိုဆက်ပြောကြည့်ကြရအောင် Grant Stephan နဲ့ Dave Ramsey တို့လို personal finance channel တွေဟာသုံးစွဲမှုဘက်ချမ်းကိုပြုပြင်ဖို့အတွက်တင်ယူလေ့လာတဲ့နေရာကောင်းတွေပါဒါပေမဲ့တို့စီကိုကျွန်တော်ပို့ပြီးပြောစီခြင်းတဲ့အကြောင်းအရာတစ်ခုရှိခဲ့မယ်ဆိုရင်တော့အဲ့ဒါကပတ်စံရှာနိုင်စွမ်းပဲဖြစ်မှာပါသူတို့ဘာလို့အဲ့ဒီအကြောင်းကိုမပြောကြတာလဲဆိုတာကိုကျွန်တော်နားလည်ပါတယ်ပေးတဲ့အများကြီးကိုဟောပြောတဲ့အခါဝင်ငွေတိုးမြင့်တာထက်အသုံးစရိတ်တွေရှော့ချတာကပိုလေကူနေလို့ပါလူအများစုအတွက်အလုပ်ဖြစ်စေမဲ့အကြံဉာဏ်ပေးခြင်းကအကောင်းဆုံးရွေးချယ်မှုဖြစ်လေရှိပါတယ်ချွေတာစုဆောင်းမှုကိုအဓိကထားတဲ့ community တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ် Fire Company ကဥပမာတစ်ခုပါပဲဒါကအလွန်မင်းချွေတာစုဆောင်းတဲ့နည်းဗျူဟာကိုကျင့်သုံးပြီးပတ်စံကိုစောနိုင်တဲ့များစောစောရင်းနှီးမြှုပ်နှံစေကနောက်ပိုင်းမှာ AACC အနားယူနိုင်မှုရည်ရွယ်တဲ့လှုပ်ရှားမှုတစ်ခုပါ Grant Stephan နဲ့ Dave Ramsey တို့လိုလူတွေကချွေတာစုဆောင်းတဲ့လူနေမှုပုံစံနဲ့နေထိုင်ပတ်စံများများစုရေရှည်ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ဗျူဟာတွေကိုအားပေးကြပါတယ်ဒီနည်းဗျူဟာမှာမာရင်လုံးဝမရှိပါဘူးဝင်ငွေအဆင့်အမျိုးမျိုးရှိကြတဲ့လူအများစုအတွက်ဒီနည်းဗျူဟာကအလုပ်ဖြစ်ပါတယ်ရိုးရိုးသားသားပြောကြည့်အောင် Grant Stephan ဟာ YouTube ကနေတစ်လောက်ဒေါ်လာ3 သိန်းရှာဖွေနိုင်မှုကူပွန်တွေစုတာဒါမှမဟုတ်အလွန်ချွေတာစုဆောင်းတဲ့လူနေမှုဘဝပုံစံနဲ့နေထိုင်တာကိုအားကိုးနေတာမဟုတ်ပါဘူး Dave Ramsey ကလည်း American $55 သန်းခန့်ရှိတဲ့အသက်တင်ပိုင်ဆိုင်မှုကိုရဖို့ဒီနည်းဗျူဟာတွေကိုအားကိုးနေတာမဟုတ်ပါဘူးဒီလူတွေဟာထုတ်လုပ်မှုကိုအကြီးစားတိုင်းတာနဲ့အသုံးချနေကြတာပါမိတ်ဆွေရဲ့ငွေကြေးတန်ဖိုးကိုတိုးမြင့်မှုအထီးအောင်ဆုံးနည်းလမ်းကတော့ဈေးကွက်ထဲမှာပြဿနာတစ်ခုကိုရှာဖွေအဲ့ဒီပြဿနာအတွက်ဖြေရှင်းချက်တစ်ခုကိုဖန်တီးပြီးတော့အဲ့ဒီဖြေရှင်းချက်ကို
ဈေးကွက်ထဲမှာအကြီးစားအတိုင်းအတာနဲ့ရောင်းချခြင်းပါဒါကတော့စွန့်ဦးတီထွင်တဲ့လုပ်ငန်းရှင်လမ်းကြောင်းပါအကြီးစားအတိုင်းအတာနဲ့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကလူအဖွဲ့အစည်းအတွက်ကြီးမားတဲ့တန်ဖိုးကိုထုတ်လုပ်ပေးနိုင်တာကြောင့်မိတ်ဆွေရဲ့ထုတ်လုပ်မှုဘက်ခြမ်းကတာမန်အလုပ်တစ်ခုနဲ့နိုင်ရှင်ရင်စာပေါင်းများစွာတိုးတက်လာမှာပါဒါပေမဲ့ဒါကလူတိုင်းရှောက်လန်းနိုင်တဲ့လမ်းကြောင်းတစ်ခုမဟုတ်တလို့စူးစမ်းတဲ့လမ်းကြောင်းလည်းမဟုတ်ပါဘူးဒါကမိတ်ဆွေရဲ့ကိုယ်ပိုင်ရည်ချင်းတွေနဲ့စွန့်ဦးတီထွင်မှုတွေဟာမိတ်ဆွေရဲ့လမ်းကြောင်းနဲ့အသင့်တော်ဆုံးဟုတ်မဟုတ်ဆိုတာကိုပြန်လည်သုံးသပ်စေဖို့ပါ Brand Stefan ဟာ Personal Finance အကြောင်းဗီဒီယိုတွေလိုမျိုးတစုံတစ်ခုကိုအကြီးစားအတိုင်းအတာနဲ့ထုတ်လုပ်ဖို့ YouTube ကိုကြားခံရင်တစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်။ဒါကကျွန်တော် YouTube မှာဗီဒီယိုတွေစတင်ဖန်တီးရတဲ့အကြောင်းရင်းတွေကတစ်ခုပါ။ဒါဟာ documentary ပုံစံဗီဒီယိုတွေလိုမျိုးတစုံတစ်ခုကိုအကြီးစားအတိုင်းအတာနဲ့ထုတ်လုပ်နိုင်မဲ့ကြားခံရင်တစ်ခုပါ။ထုတ်လုပ်ခြင်းဆိုတာဈေးကွက်အတွက်ပုံစံတစ်မျိုးမျိုးနဲ့ဆက်ဆက်နေတဲ့တန်ဖိုးတစ်ခုကိုပေးရခြင်းပါပဲ။တရုပ်ဆောင်ခြင်းတင်ဆက်ခြင်းဇာတ်လမ်းပြောခြင်းနဲ့ဗီဒီယိုတိဖြတ်ခြင်းစတဲ့ကျွမ်းကျင်မှုတွေကိုအသုံးချပြီးဖြောပြမှုရောပညာပေးမှုပါတစုံတစ်ခုဖြစ်စေရမယ်လို့မျှော်လင့်တဲ့ဗီဒီယိုတွေဖန်တီးရပါတယ်။ Ben Francis က Jim Shaw နဲ့လှုပ်ဆောင်ခဲ့တဲ့ပုံစံလိုမျိုးပေါ့။လူအများစုအတွက်တော့ပုံမှန်9 to 5 job အလုပ်ပုံစံနဲ့လုပ်အားပေးခြင်းကသူတို့ရဲ့ထုတ်လုပ်မှုနည်းလမ်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဒါကမိတ်ဆွေရဲ့ထုတ်လုပ်နိုင်စွမ်းဟာအဲ့ဒီမှာတင်ရပ်တန့်သွားရမယ်လို့မဆိုလိုပါဘူး။ထုတ်လုပ်သူတယောက်အနေနဲ့ကိုနားလည်ခြင်းဟာဈေးကွက်အတွက်တန်ဖိုးတစ်ခုထုတ်လုပ်နိုင်မဲ့နည်းလမ်းတွေကိုနားလည်ခြင်းပါမိတ်ဆွေကတန်ဖိုးတစ်ခုကိုအကြီးစားတိုင်းတာနဲ့ထုတ်လုပ်နိုင်ရင်ပတ်စံကိုလည်းအကြီးစားတိုင်းတာနဲ့ရှာဖွေနိုင်မှာပါကျေးဇူးတင်စရာကောင်းစွာနဲ့ပဲဒီအင်တာနက်ဆိုတဲ့အရာကတော့ကျွန်တော်တို့အတွက်အစုံတစ်ခုကိုထုတ်လုပ်ပြီးဈေးကွက်ထဲကိုချပြနိုင်မှုအခွင့်အလမ်းကောင်းများစွာကိုပေးခဲ့ပါတယ်မိတ်ဆွေထုတ်လုပ်လိုက်တဲ့အရာကိုဈေးကွက်ကတကယ်လိုချင်မလိုချင်ဆိုတာကိုတော့မိတ်ဆွေထုတ်လုပ်လိုက်တဲ့အရာကဈေးကွက်ထဲကိုထုတ်ပြန်လိုက်မှာပဲစုံပြတ်လိုက်မှာပါဒါကြောင့်အနည်းချုပ်ရရင်တော့ပထမဆုံးအနေနဲ့ကတော့မိတ်ဆွေရဲ့သုံးစွဲမှုတွေကိုမှတ်တမ်းတင်ပြီးမိတ်ဆွေဘာတွေဝယ်တယ်လဲဘာကြောင့်ဝယ်တယ်လဲဆိုတာကိုနားလည်ကသုံးစွဲသူတယောက်အနေနဲ့ကိုသတိပြုမိလာအောင်လုပ်ဖို့အရေးကြီးပါတယ်ပြီးရင်အဲ့ဒီသုံးစွဲမှုတွေကိုစီမံထိန်းချုပ်နိုင်ဖို့ကိုဘတ်ဂျက်တစ်ခုချမှတ်ပေးရပါမယ်ထုတ်လုပ်ခြင်းဆိုတာကတော့အလုပ်စီးပွားရေးဒါမှမဟုတ်အခြားထုတ်လုပ်မှုနည်းလမ်းတစ်ခုခုကနေတဆင့်လူအဖွဲ့အစည်းတွေကိုမိတ်ဆွေယူဆောင်လာနိုင်တဲ့တန်ဖိုးပမာဏကိုအမြင့်ဆုံးမြင့်တင်ပေးရပါမယ်ဒါကကျွန်တော်ကိုအတော်လေးကူညီဖြစ်စေခဲ့တဲ့ဘူပေါင်းတစ်ခုဖြစ်တယ်လို့ဝေရှာဖွေရမှာစိတ်ဝင်စားရှိကြတဲ့အခြားသူတွေကိုလည်းကူညီပေးခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ဒီဗီဒီယိုကနေမိတ်ဆွေတစ်စုံတစ်ခုကိုတွေးမိပြီးအကျိုးအမြတ်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဒီလိုစိတ်ကိုခွန်အားဖြစ်စေမယ့်အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပြီးဘေးက notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်